ကျွန်တော်ဆိုဒီမှသဘောကောင်းတယ်စေတနာပေါ်တာအများကြီးပဲဖော်ရွယ်ပြူငါမညာတတ်ပါဟင်းကောင်းအလွန်ကြိုက်တယ်ရွာကိုလာတဲ့တစိမ့်ဧည့်သည်အိမ်ကိုခေါ်ပြီးထမင်းကျွေးမယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ဘာဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့လက်ထက်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချပါသည်အိမ်မှာပုံမှန်ကပီးနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောဖွေလီကာလီတွေမချက်ဘူးနော်အသီးအရွက်တစ်လက်စံစင်ငရုံစားပြင်းရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာလဲပါဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့ကဲရက်လက်ထက်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချက်ပါသည်ကျွန်တော်ဆိုဒီမှသဘောကောင်းတယ်စေတနာပေါ်တာအများကြီးပဲဖော်ရွယ်ပြူငါမညာတတ်ပါဟင်းကောင်းအလွန်ကြိုက်တယ်ရွာကိုလာတဲ့တစိမ့်ဧည့်သည်အိမ်ကိုခေါ်ပြီးထမင်းကျွေးမယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ဘာဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့ကဲရက်နှစ်ထပ်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချက်ပါသည်အိမ်မှာပုံမှန်ကပီးနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောဖွေလီကာလီတွေမချက်ဘူးနော်လက်ဖက်သုံးတလက်စံစင်ငရုံစားပြင်းရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာလဲပါဟင်းကလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့ကဲရက်နှစ်ထပ်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချက်လို့ဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်အိမ်ကိုလေးဧည့်သည်လာစေခြင်းသည်ဧည့်သည်မျောနေပါသည်ဧည့်သည်လာရင်ပြောသည်ကျုပ်တို့အိမ်ကဧည့်သည်လာမဟင်းကောင်းချက်ပါသည်